ဒီကစားသမားတွေရဲ့လုပ်ရကြောင်း Real Madrid ရဲ့အဝေးလဲကမ်းထဲမှာတော့ပွဲလောရိုက်နေတော့မှာပါအားလုံးပဲမင်္ဂလာပါဗျာဦးဆန်းဖူဘောရှုကနေပြန်လည်ကြိုလိုက်ပါရင်မင်းညက Real Madrid နဲ့ Celta Vigo ရဲ့ပွဲမှာရှာရှာပါပါမမြင်ဘူးမကြုံဘူးတာတွေကိုမြင်တွေ့ခဲ့ရပါတယ်အထူးသဖြင့်ပြန်မဲ့ကစားသမားရဲ့တထောင်စာမိသွားတဲ့ Bellingham မျက်လုံးတစ်ဝိုက်သွေးစီးကြတာအရန်ခုံကအန်ဒရစ်အနီကပ်ပြသခံရတွေပါပွဲကြောင်းပြောရရင် Celta Vigo အနေနဲ့ Real ကိုပထမပိုင်းမှာတကူကူမရှိနဲ့ဦးဆောင်နေတာပါCelta Vigo ရဲ့ဦးဆောင်မှုကိုကြာကြာမခံကျင်တဲ့ Real တို့ကဒုတိယပိုင်းမှာပွဲကိုတန်ဖိုးတင်ကစားခဲ့ပြီးပွဲချိန်63မိနစ်ရောက်မှာတော့Real ရဲ့ဘယ်နောက်ခံလို့ Francisco Garcia ကပြန်မဲ့ကစားသမားကိုနောက်ကနေဆွဲလဲခဲ့လို့ကွင်းလယ်တိုင်ကဝါကက်ပြသခဲ့ပါတယ်အဝါကက်ပြသခံခဲ့ရတဲ့ Garcia ကနောက်ထပ်10မိနစ်ကြာမှပဲပြန်မဲ့ကစားသမားကိုဟန်တားပုံကြမ်းနိုင်ခဲ့တာကြောင့်ကွင်းလယ်တိုင်ကအဝါကက်ပြသပြီးနှစ်ဝါဒီနီနဲ့ထုတ်ပယ်လိုက်ပါတယ်Garcia ရဲ့လုပ်ရက်ကိုနားမလည်နိုင်တဲ့ဇာဗီလိုဆိုကတော့ Garcia မင်းကိုတောက်ခွက်ပြောင်းနေတာလားလို့ကွင်းမြေကနေလှမ်းမိပါတယ်ဦးဆောင်ကိုပေးနေရပါတယ်ဆိုမှကစားမတယောက်ရောက်လာတဲ့ Real တို့အတော်လေးကိုပေါက်သွားပြီးခြေပါကိုပြင်ရဖို့ကြိုးစားခဲ့ရကနေပွဲချိန်မိနစ်60ပြည့်လို့နာကျင်ချိန်ပေါ်မှာ Alvaro Fernandez ကပြန်မဲ့ကစားသမားကိုဆွဲခဲ့တာကြောင့်အဝါကက်ပြသခံခဲ့ရပါတယ်အဝါကက်ပြသခံခဲ့ရတဲ့ Alvaro Fernandez ကကွင်းလယ်တိုင်ကိုခမရတောင်ရန်ဆိုတာပဲလို့ပြောဆိုခဲ့တာကြောင့်ချစ်ချင်းဆိုလို့ကွင်းလယ်တိုင်ကပြေးလာပြီးအနီးကပ်ပြသလိုက်ပါတယ်ကွင်းလယ်တိုင်ရဲ့ဆုံးဖြတ်ချက်ကိုလက်မခံနိုင်တဲ့ Real အသင်းသားတွေအပြင်နီးပြနဲ့အရန်ခုံကစားမတွေကပါကွန်ပလိန်ဝိုင်းတက်ခဲ့ကြပါတယ်ကွန်ပလိန်ဝိုင်းတက်ကြတဲ့ Rodrigo ဘေဘာဒီနဲ့နီးပြအလွန်ဆိုတို့ကိုအဝါကက်ပြခဲ့ပြီးတော့အရန်ခုံကအန်ထရစ်ကိုတော့အနီးကပ်ပြခဲ့ပါတယ်ပွဲကအတော်လေးကိုဆူခဲ့ပြီးကွင်းလယ်တိုင်နဲ့တာဝန်ရှိသူတွေကြားမှာရုံးရင်းဆန်ခတ်တွေဖြစ်ပွားခဲ့ကြတာပါအဲနောက် Celta Vigo ကတကိုးထက်သွင်းယူခဲ့လို့ Real တို့အိမ်ဝင်းမှာပထမအဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်ဒီပွဲမတိုင်ခင် Real ရဲ့ဝင်လဲကန်းထဲမှာအစီအမံပြုနေရှိနေကြတာဖြစ်လို့အခုလိုရှုံးပွဲကြုံတွေ့ခဲ့တာကြောင့်ပိုပြီးပွဲလောရိုက်နေမှာတော့အသေးချာပဲဖြစ်ပါတယ်